မြန်မာပြည်ဒီဝေပြအမေသားလေးရဲ့ဘယ်လိုဝါဆိုလို့ဘယ်သာကိုခင်မလဲပြောရမှာအောင်ကွယ်အမေကြားရင်လာပါတယ်အဖေမလေးပြောမဆောင်တပြုံးပြုံးကြည့်ကပါလေးမျက်နှာလောင်မင်းကြီးဆယ်ပြန်သားတဲ့အသေးဘဝင်လက်လက်အဖေရင်နဲ့ဒီနာအားရလာပါတယ်တရားတော်ထံပါဒီငိုင်းလုံးမှုယုခတရဏဂုံဆောက်တည်နေတဲ့ပါဠိရဲ့အတန်ချူယူဒီဒီကိရှင်မဒီကိမြလေးဘုရားဒီကိတုံနဲ့ဒီလာရရောဦးပါတဲ့ဘာနမရဲ့ပြက်တည်ဆောင်တော်တော်ရင်တကိစိတုံကြီးဘိုးဘိုးကြီးတို့ဟာဤကနေ့မပြောပြတဲ့အောင်မောပလင်းတိုင်းလို့ဘွဲ့လို့ခေလို့နက်ပြရာဒီဖြစ်ပါဒီပြဤအတွက်ကြောင့်လို့သားတွေသမီးတွေမိသားစုအလူကြီးပြုတ်တဲ့အချိန်ကာလပြန်ရမှာရေမေမိမိဒီကားပေါင်းလို့ဒီလုံငန်းကိုင်းငယ်ကျန်းစမြတ်တာတဲ့ဘိုးတိုးပြရတယ်မြို့တော်ကြီးရွာတော်ကြီးနယ်တော်ကြီးဘိုးဘိုးကြီးတွေတော့သာလေးတာသာလေးမျိုးနဲ့ပိုက်တို့ရွာတော်ကြီးဘိုးဘိုးကြီးတို့ပါဗျာဤကနေ့အခုဒီမိသားစုများပြတာဘုံတော်တည်မှုတော်တတ်ခါရပြုရဲ့ခနာတော်မိသားစုကငါပြောပြတယ်အုံတော်ပါနေတဲ့ဒီကနေ့မန္တကြီးကိုနက်ပြပါတယ်ဘုရားဤကနေ့ကတိတ်တိုင်းကကိုတိုင်းကလိုတိုင်းကရလို့ဝေးတွဲအန်အယ်ကဂိတ်ကြီးပပြောက်ကိုနီကတောက်တော့လုံးကရောဦးရွာတဲ့ရွာနမဲရဲ့တက်တည်တော်ရွာတော်ကြီးတတိကျေတူကြီးပေါ့ဘုရားပရိသယာသင်္ကန်းရန်တို့တုံးဝိစာမောင်ရင်လောင်းငါမြေပေါ်မှာဒိုးဘဝိုင်းငါမြိုင်ရတဲ့ဥရွှေရိုးနဲ့ကနေတာကိုနောင်ကိုင်းတို့လာရရှင်လောင်းလဲလို့လာပြီခင်ဗျာကြည်ပါလားကြည်လူစီရာလူမင်္ဂလာခမေချောင်းစီမောင်တီလို့သာရောက်လာမမရွေးသူတို့ပါအရှိကျူတဲ့အလူပါမိဘစုတွားအလူပါအရှိကျူတဲ့အလူပါမိဘစုတွားအလူပါဘာဝနာများပွားတာပါအလူတော်လူတော်လူတော်မင်္ဂလာဆိုင်ငါမိုက်ကြပိတ်တကြီးနဲ့ပါတဗျာရွာလုံးမဲကြော်နေတာတို့ဘဝငါညံ့ရဗျာဥရွှေရိုးနဲ့ကနေတာကိုနောင်ကိုင်းတို့လာတယ်ဗျာလူမျိုးလေးတို့ရှိုးနေတာကြည်ပါဗျာကြည်လူစရာလူမင်္ဂလာခမေချောင်းစီမောင်တီနိုးသာရောက်လာမြမရွေးသူတို့ပါအရှိကျူတဲ့အလူပါမိမဆူတွားအလူပါအရှိကျူတဲ့အလူပါမိ